အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025ဇွန်လ20ရက်နေ့ဖြစ်ပါတယ်နော်ဒီခရီးရန်ဆေဘုဒ္ဓဘုရားမှာထမင်းစားရတဲ့ကောင်ကြီးတော်တော်များများလိုင်းပေါ်မှာအခုတလော့တက်လာတာတွေ့တယ်ဗီဒီယိုဖိုင်တွေတွေ့တယ်သူတို့ဗီဒီယိုဖိုင်တွေတက်သိပြရင်လည်းဘယ်လိုဖြစ်လို့ဖြုတ်ချလဲတော့မသိဘူးဗျနော်အဲ့တော့ခင်ဗျားတို့ဘာနေခင်ဗျားတို့ရှာကြည့်ကြပါဦးနော်လူသိထင်ရှားတဲ့စန်တိုးပဲနမူနာပြောလိုက်ပါမယ်နော်စန်တိုးပဲနမူနာပြောလိုက်ပါစန်တိုးလည်းပြောတဲ့စကားတွေဖြစ်တဲ့အတွက်ခုနောက်ပိုင်းအဲ့ဒီစကားတွေကိုအရင်ပြောတယ်ဟလားချုပ်ဘာသာဝင်တွေမှာဗုဒ္ဓဘာသာလို့တက်မပြောဘူးချုပ်ဘာသာဝင်တွေကခင်းကဝါလူတဲစုမကဖရားတွေပွင့်တယ်နောင်လဲပွင့်အောင်ပဲပြောတယ်အဲ့တော့ဒီဟာလဲခဏခဏဖြည့်ရှင်းပေးထားပြီးသားပါဟုတ်လားသူတို့ကကဘာတလုံးကျန်းစာတအုပ်လောက်နဲ့တိုင်ပတ်နေတဲ့လူကြီးဗုဒ္ဓဘာသာမှာကဘာတလုံးဆိုတာတောင်မှအသင်ချီရက၄ကတ်နဲ့ပြထားတာတကက်ကိုပြက်တဲ့ကက်ကလည်းအသင်ချီရကြတယ်ပြက်ပြီးတော့ပြက်တဲ့အတိုင်းကြီးပဲဘာမှမရှိပဲလောကဟင်းလင်းမြင်ကြီးဖြစ်နေတာလည်းအသင်ချီရကြတယ်ပြန်တီးတဲ့အခါမှာလည်းရေပြင်ကြီးကနေစပြီးတော့ရေပြင်ကနေအမြုံဆိုင်အခဲတဖြည်းဖြည်းချင်းတီးတာလည်းအသင်ချီရကြတယ်အဲ့တော့နေဒီလာဒီနက်ခတ်ဒီဂျိုဒီပြည့်စုံသွားပြီးတော့လူတွေနေတဲ့ကဘာကြီးဖြစ်လာတာလေဟာလာနေဒီလာဒီနဲ့အပြည့်စုံဖြစ်လာတဲ့လောကကြီးဖြစ်လာတာလေအသင်ချီရကြတယ်အဲ့တော့ဒီအသင်ချီရ၄ကတ်နဲ့မှကဘာတစ်လုံးလို့ပြောတာအဲ့တော့အဲ့ဒီကဘာတွေကိုအရှိမဘလောက်ဖြစ်ခဲ့ပြီလဲဆိုတော့မြတ်စွာဘုရားကနမူနာပြောတယ်ငါဘုရားရဲ့သာသနာမှာတဲ့တနေ့တရက်ကိုကဘာတသိန်းအောက်မေ့နိုင်တဲ့ယဟန္တာအရှင်မြတ်ဒီအိဗသကုပညာဟာလားပုပ္ပေနိဝတ္တဉာဏ်นี่ရနေတဲ့ပုံကိုယ်တွေကဘာတသိန်းကိုအောက်မေ့နိုင်တဲ့ယဟန္တာ၄ပါးအတ္တတရားရှိတယ်အတ္တတရားရှိသမျှကလပ်ပတ်လုံးအဲ့ဒီကဘာတွေကိုစင်ကျင်မယ်အောက်မေ့မယ်ဆိုရင်တော့သူတို့အတ္တတရားပြည့်လို့တည်သွားမယ်တဲ့ကဘာတစ်လုံးကစပြီးတော့စဖြစ်တဲ့ကဘာကဘလို့ကဘာမျိုးဆိုတာမပြောနိုင်ဘူးတဲ့အဲ့လောက်ထိတန်တရားကြီးရရှိကြပါတယ်တဲ့အဲ့တော့အဲ့လိုရှိကြတဲ့တန်တရားကြီးထဲမှာဖះတွေခင်းအောင်ဝါလို့ပွင့်တယ်ဆိုဘာစမ်းလို့တော့ဘာမှစမ်းတာမှမဟုတ်ဘူးဟုတ်လားဖះတဆူနဲ့တဆူကြားမှာကဘာပေါင်းဘလောက်လဲဆိုမရေမတွက်နိုင်အောင်ကြာတာကိုအတင်ချေရလို့ခေါ်တယ်အဲ့ဒီတဆူတဲ့တဆူကြားကိုအတင်ချေရတစ်ခုနောက်ထပ်တဆူကြားမှာတခါဖရားတွေမပွင့်တာအသင်ချေရတစ်ခုအဲ့လို၄အသင်ချေနဲ့ကဘာတသိန်းကြာမှဖရားတဆူပွင့်တာလေဟုတ်လားအဲ့တော့အဲ့ဒီလိုကြာနေတဲ့တက်တန်းတွေမှာဖရားကအရှိမခင်းကဝါလို့ပွင့်ခဲ့တယ်ဆိုတော့ထူးမှမထူးဆန်းတာမင်းတို့လည်းဘဝပေါင်းများစွာဟာလာငရဲဖြစ်လိုက်ခွေးဖြစ်လိုက်ပိုးကောင်လေးတွေဖြစ်လိုက်မျိုးစုံကျင်လည်နေကြတာလေအဲ့တော့ကဘာတစ်လုံးမှာအစတန်တရာရဲ့အစကိုမသိဘူးဆိုတာအကြောင်းကျိုးခိုင်လုံးတယ်ဒါအကြောင်းကျိုးခိုင်လုံးတဲ့ကိစ္စပဲဖန်ဆင်းရှင်ကြတော့အဲ့ဒီလိုမျိုးမဟုတ်ဘူးသူကိုယ်သူဘယ်ဖြစ်လာမှန်းကိုသူကိုယ်တိုင်လည်းမသိဘူးသူဘလို့ဖြစ်လာမှန်းကိုမသိတာငါတို့လူတွေကမှကွာဟုတ်လားငါတို့အဖေတို့အမေသွေးနဲ့ငါတို့လူဖြစ်တယ်ဆိုတော့သိတယ်သူကသူကိုယ်သူဘလို့ဖြစ်မှန်းကိုမသိတယ်အဲ့တော့ဘယ်ဟာကအကြောင်းကျိုးခိုင်လုံလဲဆိုတာမင်းတို့ပါမင်းတို့စဉ်းစားဟုတ်ပြီဓမ္မနဲ့အာရမကိုမမြဲဘူးတွေမြဲတယ်ဒီလာပြီးမြင်းနေအောင်လောကမှာလောကလို့မှတ်လိုက်လို့ရှိရင်မြဲတဲ့အရာဘာမှမရှိဘူးအချိန်ကာလတစ်ခုထိတက်တန်းရှည်နေတာပဲရှိတယ်အဲ့တော့ဒီဩဃာတလောကရဲ့ဟိုအထက်ဆုံးမှာရှိတဲ့အမြင့်ဆုံးမှာရှိတဲ့အာဃာတလတ္တာကြီးရဲ့အမြင့်ဆုံးမှာရှိတဲ့နေရာတစ်ခုမှာအဲ့ဒီမြမာတွေဆိုရင်ကဘာ600ထိအသက်ရှင်မဟာကတ်600လို့ခေါ်တာပေါ့အဲ့ဒီအသင်ချီယကတ်၄ကတ်ကိုလောကတစ်ခုအဲ့ဒီလောကတစ်ခုကိုမဟာကတ်တစ်ကတ်လို့ခေါ်တယ်အဲ့ဒီမဟာကတ်ပေါင်း600ထိအသက်ရှိတဲ့မြမာကြီးရှိတယ်သူတို့တော့မမြဲဘူးမင်းတို့ဒီကဘာတစ်လုံးလောက်ကိုစာဖွဲ့ပြီးပြောတာမဟုတ်သူတို့တော့မမြဲဘူးလို့မြတ်စွာဘုရားကပြောထားတယ်ဟောဒီလောကရဲ့အလွန်မှာလောကုတ္တရာဆိုတဲ့အရာရှိတယ်အဲ့ဒီမြမာကြီးတွေမှာလည်းငါဆိုတဲ့တတ္တဝါတစ်ကောင်မရှိဘူးသူဆိုတဲ့တတ္တဝါတစ်ကောင်မရှိဘူးအတ္တမရှိဘူးအဲ့တော့ဗုဒ္ဓဘာသာသည်အတ္တမရှိဘူးတတ္တဝါဆိုတဲ့အကောင်မရှိဘူးဖန်ဆင်းတဲ့အကောင်လည်းမရှိဘူးဖန်ဆင်းခံရတဲ့အကောင်လည်းမရှိဘူးတတ္တဝါဆိုတာမရှိဘူးအဲ့တော့မတူတဲ့အရာနှစ်ခုကိုပေါ့လို့ပဲစားပြီးပြောမှဆယ်ဘုတ်တဘုတ်ရမှထမင်းစားရတဲ့ကောင်ကြီးစင်စင်ညင်ညင်တော့မင်းတို့ပြောတင်တယ်နော်ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဘာတစ်ခုမှလည်းနားလဲတာလည်းမရှိဘူးလာပြီးကြီးနှိုင်းနေအောင်ကြီးနှိုင်းလောက်တဲ့အဆင့်မဟုတ်ဘူးလာမနှိုင်းနဲ့ဟုတ်ပြီနော်နောက်တစ်ခုကဗုဒ္ဓကစံတိုးတို့ပြောတဲ့စကားလူကအပြစ်ရှိတယ်လေမနောကံပြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အမလီအဲ့ကြတဲ့ဟိုစကားမပြီးကလာနဲ့မနောကံတို့ဘောလုံးကံတို့ဘာလို့ငါးကံတို့ပြောသွားတဲ့ကောင်တစ်ကောင်ရှိနေတယ်နော်နောက်ထပ်လည်းအဲ့လိုမျိုးအောက်တန်းစားစကားတွေပြောနေတယ်ဆယ်ဘုတ်တမို့ရမှာထမင်းစားရတဲ့ကောင်တွေအများကြီးပါပဲနော်အပြစ်ရှိလို့အပြစ်လုပ်လိုက်လို့ငရဲကြတယ်လို့မြတ်စွာဘုရားဘယ်နေရာမှမဟုတ်ဘူး
မကောင်းတဲ့အလုပ်လုပ်ရင်မကောင်းကျိုးရှိတယ်ကောင်းတဲ့အလုပ်လုပ်ရင်ကောင်းကျိုးရှိတယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်လို့မြတ်စွာဘုရားမဟုတ်ဘူးကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့မြတ်စွာဘုရားမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးရှိတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးရှိတယ်အကျိုးရှိတယ်မကောင်းမှုတွေလုပ်လို့ရှိရင်အပင်ငရဲကိုပေးတတ်တယ်ကောင်းမှုတွေလုပ်လို့ရှိရင်နတ်ပြည်ကိုချမ်းသာကိုပေးတတ်တယ်ဒါပေမဲ့မကောင်းမှုလုပ်တဲ့လူတိုင်းငရဲကြသလားမကြဘူးကောင်းမှုလုပ်တဲ့လူတိုင်းကနတ်ပြည်ရောက်သလားမရောက်ဘူးဥပမာအနေနဲ့ပြောပြမယ်ဂျိန်းဘာသာဝင်တွေဂျိန်းတွေဟာအကိုလုံးအကုသို့ကင်းတယ်ဒုစရိုက်10ပါးအကုန်ကင်းတယ်ဒါပေမဲ့မိမိကိုယ်ကိုနှင်းဆဲတယ်ဒုက္ခရောက်ကြောင်းဒုက္ခဝေဒနာတွေခံစားပြီးတော့အဲ့ဒီဒုက္ခဝေဒနာခံစားတဲ့ကံတွေကုန်သွားလို့ရှိရင်နောက်ထပ်ဘာမှမဖြစ်ဘူးလို့ဆိုတဲ့အယူအဲ့ဒီကံအယူဝါဒရှိတယ်ကံအယူဝါဒတော့ဗုဒ္ဓဘာသာနဲ့ဂျိန်းဝါဒဟိန္ဒူဘာသာတွေတစ်ခုနဲ့တစ်ခုမတူဘူးနော်အဲ့တော့မသိဘဲနဲ့ထင်ရမြင်ရတွေအောက်တန်းသားစကားတွေပြောနေလို့မင်းတို့ဘာသာလူများကြီးလုံနေလို့ရှိရင်ဘာသာများရဲ့လူများတယ်လူများရဲ့ချီးများတာပဲရှိတယ်ဟုတ်ပြီနော်အဲ့ဒီပုံကိုယ်တွေသင်ငရဲကြတယ်လို့မြတ်စွာဘုရားဟောထားတာတီလတွေလုံခြုံတယ်ကောင်းမှုတွေရှိတယ်ဒါပေမဲ့အယူဝါဒမှားတယ်အယူဝါဒမှားရင်ငရဲကြတယ်အဲ့တော့မြတ်စွာဘုရားကဘာကိုပြောလဲဆိုတော့မကောင်းတဲ့အမှုလည်းရှိတယ်မကောင်းတဲ့အယူဝါဒလည်းလုပ်တဲ့အမှုလည်းရှိတယ်ဆိုရင်ငရဲကြတယ်အဲ့တော့ငရဲကြတာကိုလည်းတိတိကျကျပြောတယ်အဖေတက်တဲ့ကံအမေတက်တဲ့ကံယဟန္တာတက်တဲ့ကံတန်ဃာတင်းခွဲတဲ့ကံမြတ်စွာဘုရားကိုသွေးစိမ့်တဲ့အောင်လုပ်တဲ့ကံအဲ့ဒီကံကိုကျူးလွန်တဲ့ပုံကိုယ်တွေကတော့ဘယ်သူမှလာမကဲနဲ့မရဘူးအကုန်ကြသွားတယ်ကြကိုကြတယ်တေချာပေါက်ကြတယ်ဟုတ်ပြီမကြတဲ့လူမျိုးကဘယ်လိုလူမျိုးလဲဆိုတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးကိုယုံကြည်တတ်ဝင်တယ်မတုံမလှုပ်ယုံကြည်တာရိုးရိုးတန်းတန်းယုံကြည်တာမဟုတ်ဘူးဘယ်သူလာပြောမတုံမလှုပ်ယုံကြည်တယ်တရားရဲ့ဂုဏ်တော်6ပါးကိုမတုံမလှုပ်ယုံကြည်တယ်တန်ဃာရဲ့ဂုဏ်တော်9ပါးကိုမတုံမလှုပ်ယုံကြည်တယ်အဲ့ဒီလိုယုံကြည်တဲ့ပုံကိုယ်တွေကတဲ့အပယ်ဆိုတာလုံးဝမကြဘူးလေအပယ်မြတ်စွာဘုရားရဲ့အပယ်မကြကြောင်းတရားနော်ငါးပါးသီလလုံရင်ရောအပယ်ကြလားကြနိုင်သေးတယ်မဟုတ်တဲ့အယူဝါဒမိစ္ဆာအယူဝါဒကိုယူလိုက်လို့မိလို့ရှိရင်မဟုတ်တာကိုယူလိုက်မိလို့ရှိရင်အပယ်ကြနိုင်တယ်အဲ့တော့ဘာသာကြားတွေကတော့နတ်ပြည်ရောက်နိုင်လားရောက်နိုင်တယ်ဘာအယူဝါဒမှမရှိတာပဲဖြစ်ဖြစ်ကောင်းမှုကုသိုလ်တွေအရန်လုပ်လို့ပဲဖြစ်ဖြစ်နတ်ပြည်ရောက်နိုင်တယ်ဗြဟ္မပြည်လည်းရောက်နိုင်တယ်ဗြဟ္မပြည်နတ်ပြည်ရောက်သွားပြီးငရဲလဲကြနိုင်တယ်တိရစ္ဆာန်ပုံလည်းဖြစ်နိုင်တယ်အဲ့တော့မြတ်စွာဘုရားရဲ့သာသနာကအရိယာသူတော်ကောင်းတွေကတော့နတ်ပြည်ရောက်ပြီးဗြဟ္မပြည်ရောက်ပြီးနိဗ္ဗာန်တန်းသွားတယ်ဘာသာကြားတွေကကုသိုလ်ကောင်းမှုတွေလုပ်တယ်တမထတွေလုပ်တယ်အားထုတ်တယ်အမြင်မှန်တွေဒုစရိုက်တွေရှောင်တယ်နတ်ပြည်ရောက်နိုင်တယ်ဗြဟ္မပြည်ရောက်နိုင်တယ်ဗြဟ္မပြည်ကနေသိပြီးသွားလို့ရှိရင်ငရဲလဲကြနိုင်တယ်တိရစ္ဆာန်လည်းဖြစ်နိုင်တယ်လူပုံလည်းပြန်ရောက်နိုင်တယ်မသေးကြတဲ့ဘဝမှာရှိတယ်ဗုဒ္ဓရဲ့တပိတာအရိယာတာဝကတွေကတော့သိကြတဲ့ဘဝရှိတယ်အဲ့တော့ဘာကိုမှတိတိပပနားမလဲပဲနဲ့ဂုံးတိုက်ပြီးထမင်းစားတဲ့ဆယ်ဘုတ်တဘုတ်သမားတွေကိုဖြည့်ရှင်းရတာလေနော်ကောင်းတော့မကောင်းဘူးမကောင်းမှန်းဒီလူတွေကိုမပြောဘဲထားလို့ရှိရင်အကုသိုလ်တွေဒီထက်လူတွေများလာမှာဆိုလို့သာကိုရီးယားဖြည့်ရှင်းပြတာသူတို့ကတော့ဆယ်ဘုတ်တဘုတ်ရည်တို့ကဂုံးတိုက်မှာပဲအဲ့ဒါမှလည်းသူတို့ကထမင်းဝမှာသူတို့မိသားစုတွေကျွေးနိုင်မှာဘူးအဲ့တော့သူတို့မိသားစုတွေကျွေးနိုင်မှုအတွက်ဗုဒ္ဓဘာသာကိုဂုံးတိုက်ထမင်းစားနေတဲ့ကောင်တွေကတော့ဘယ်သွားမလဲလို့မေးသိရင်အဝေစီသေချာပေါက်ကြမယ်ဘာမှလွယ်မှားစရာမရှိဘူးနော်အဲ့ဒီဆယ်ဘုတ်တဘုတ်သမားတွေဗုဒ္ဓဘာသာကိုဂုံးတိုက်နေတဲ့ဆယ်ဘုတ်တဘုတ်သမားတွေသိရင်အဝေစီသေချာပေါက်ကြမယ်နော်